Hello guys ဒီနေ့မှာတော့ဆိုရန်ကစာရွက်ညက်တဲ့ဟာလေးခောက်ပြမှာဖြစ်ပါတယ်အရင်ဆုံးစာရွက်တစ်ရွက်၄နာရီလေးယူပြီးတော့3 ပုံစံလေးခောက်လိုက်ပါမယ်ခောက်ပြီးသွားရင်တော့အပေါ်ကိုပြန်ပြီးတော့တစ်ဖက်ကိုခောက်ပါမယ်ပြီးကြရင်ညီသွားအောင်တခြားလေးဖိပြီးတော့ဘေးနားမှာလည်း3 ပုံစံလေးတွေထပ်ခောက်ပါမယ်တစ်ဖက်ခောက်ပြီးတော့နောက်ထပ်တစ်ဖက်လည်းထပ်ခောက်ပါမယ်ခောက်ပြီးသွားရင်တော့မညီတဲ့အနားလေးတွေကိုအပေါ်ပိုင်းလေးတွေကိုညှက်လိုက်ပါမယ်ညှက်ပါမယ်ဒီလိုလေးညှက်ပြီးသွားပြီဆိုရင်တော့ဆိုရန်တို့ကအဲ့ဒီ3 ခောက်ထားတဲ့အထဲလေးကိုထည့်လိုက်ပါမယ်ထည့်ပြီးသွားပြီဆိုရင်တော့စာရွက်ညက်တဲ့ဟာလေးရပါပြီရမ်းကြည့်ကောင်းတဲ့ပုံစံလေးရပါပြီကိုကတော့ပုံဆွဲချင်တယ်တော့ဆွဲလို့ရပါတယ်ရှင်ပြီးပါပြီကျေးဇူးတင်ပါတယ်ရှင်ဆိုရန်ပါဘိုင်ဘိုင်